အခုပြောမဲ့စကားကိုအလေးနဲ့ထားပါဒါဟာတာမန်စကားမဟုတ်ဘူးတက်ဆိုင်သူတွေအတွက်တော့ကံကြမ္မာကိုအစွန်းအဖြတ်ပေးမဲ့သတင်းစကားပဲကဲစားလိုက်အောင်ကိုရိုးရိုးသားသားပြန်မဲကြည့်ပါဘာအကြောင်းပြချက်မှမရှိဘဲနဲ့ရင်ပထဲမှာဟာရာတာချီထီပြီးနဲ့ရှိုင်းဝိုင်းနေနေဘူးသလားအဖြေကဟုတ်တယ်ဆိုရင်ဒါဟာတာမန်စိတ်ခံစားမှုတစ်ခုမဟုတ်ဘူးဆိုတာကိုအရင်ဆုံးသိထားမယ်နောက်တစ်ခုအတူပါခန္ဓာတွေမှာကြားရတဲ့ပြောတန်လိုမျိုးရှေးဟောင်းတီးလုံးတန်တွေကြားလိုက်တဲ့အခါမှာတော့ဘာလို့မှမသိပဲမဲရွေလေးကြားလာတာနောက်ဖို့ခေါင်းထဲကိုစူးနေထိုးတယ်လို့တဆစ်စစ်ခိုက်ခဲလာတာမျိုးတော့ဖြစ်ဘူးတလားဒါဟာဝိညာဉ်ကအတိတ်ကိုပြန်တန်းတနေတဲ့လက္ခဏာပဲအခုအရေးကြီးဆုံးအချက်ကိုရောက်လာပြီစိတ်ထဲမှာဒေါသအမျက်တွေပေါက်ခွဲထွက်ပြီးတစုံတယောက်ကိုကျင်းဆဲလိုက်တဲ့အခါအဲ့ဒီလူဟာတကယ်ပဲဒုက္ခစီးရဲရောက်သွားတာဘေးအန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့သွားရတာမျိုးရှိရဘူးလားဒါဟာတာမန်လူတွေနဲ့မတူတဲ့နုံမိတ်တန်ကိုတစ်ခုပိုင်ဆိုင်နေတယ်ဆိုတာကိုပြနေတာပဲနောက်ဆုံးအနေနဲ့မဖြစ်လာသေးတဲ့အဖြစ်အပျက်တီကိုကြိုပြီးတည်နေလားခံစားမိနေတာမျိုးတွေကတော့ထက်ခါတလဲလဲကြုံနေရပြီလားဒီလက္ခဏာတွေကတခုထက်မကရှိနေတယ်ဆိုရင်တော့ရှေ့ဆက်ပြောမယ့်စကားတွေကိုတေးသေးချာချာနှလုံးသွင်းပါအခုပြောခဲ့တဲ့အချက်တွေနဲ့တစ်ထက်တိကျနေတယ်ဆိုရင်ဒါကိုတိုက်ဆိုင်မှုတစ်ခုလို့တွားပထင်လိုက်နေဒါဟာကံကြမ္မာကနေပေးပို့လိုက်တဲ့ရှောင်လွဲလို့မရတဲ့တည်င်းစကားတစ်ခုပဲအဲ့ဒါကိုတိုက်ဆက်လို့ခေါ်တယ်ဆိုလိုတာကရှေးဘဝကပိုင်ဆိုင်ခဲ့တဲ့ဒါမှမဟုတ်စောင့်ရှောက်ခဲ့ရတဲ့ bandit type တွေအဲ့ဒီ bandit type တွေကိုအဆောင်အရှောက်ပြုနေတဲ့ net အပေါင်းတို့နဲ့ကိုယ့်ရဲ့ဝိညာဉ်ကြားမှာမမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့ချီနှောင်ထားသလိုပဲအိမ်မက်ထဲမှာမြွေတွေရွှေငွေရတနာတွေရှေးအောင်ဖျားပထိုးတွေကိုထက်ခါမြင်မှတ်နေပြီဆိုရင်တော့တိုက်နဲ့ဓာတ်ရိုက်ဆန်နွှဲနေသူဆိုတာသိကြသွားပြီဒါပေမဲ့တတိထားပါတိုက်တိုင်းတော့မတူဘူးတိုက်တွေထဲမှာမှလုံးဝကိုအလွတ်အတင်းမရှိအမားယွင်းကိုခွင့်မလွတ်တတ်တဲ့အင်အားအကြီးဆုံးတိုက်ချီ9တိုက်ရှိတယ်ဒီတိုက်တွေနဲ့ဆက်နွယ်မိရင်ကိုစုလောက်ကလည်းအကြီးဆုံးဖြစ်တယ်လို့ပြစ်တန်ကလည်းအပြင်းထန်ဆုံးပဲဒီနမဲဒီကိုမတားထားပါဝိမလာဒေဝီနဂါမဲတော်ကြီးတိုက်အမတော်ရွှေချိုးဖြူတိုက်ရှာမင်းသမီးစောမွန်လာတိုက်ဥစားဆောင်တူရှောင်းတိုက်နေဖျားပြူတိုက်ဒီတိုက်တွေကတခုခုနဲ့ပတ်သက်ဆက်နွယ်နေသူဟာနေစဉ်ဘွားရဲ့ခြေလန်းတိုင်းကိုအထူးတတိနဲ့ရှောက်လန်းရမယ်သူတို့ရဲ့သဘောတဘာဝကရှင်းတယ်အရန်ရှင်းတယ်ပေးရင်မင်းတဘာလို့အထစ်ရအောင်ချီးမြှောက်မယ်ဒါပေမဲ့သူတို့လိုကိုမလိုက်နာဘူးစီးပေါက်ဖြတ်တယ်ဆိုရင်တော့အသက်ကိုကယ်ဖို့ယတရာချီနေတဲ့ကြားကပဲဝိညာဉ်ကိုဆွဲနှုတ်သွားတဲ့အထိပြတ်သားတယ်ဒါကြောင့်ပဲတိုက်ဆက်ရှိခြင်းဟာတားသွားပေါ်လမ်းလျှောက်နေရတယ်လို့ပဲဆိုတဲ့စကားပုံဟာအဖိုးလို့မရှိတကယ်မှန်ကန်တယ်ခြေတလားမှာအပြိုးတစ်ခွန်းအမာကအသက်ကိုချက်ချင်းနှုတ်ယူသွားနိုင်တယ်ကောင်းပြီဒီအနေကြီးတဲ့လမ်းပေါ်ကနေဘလို့လွတ်မြောက်မလဲကန်ဆိုးမမောင်ကျနေတဲ့ဘဝကနေဘလို့ယုံထွက်ပြီးသူတို့ရဲ့အကောင်းကြီးမင်္ဂလာကိုရားယူမလဲအခုပြောမယ့်အစီအစဉ်ကိုတိတိကျကျ